ဒီအလုပ်ကိုကျွန်တော်ကမှဝါသနာမပါတာဒီလိုစကားမျိုးကိုကျွန်တော်တို့လူငယ်တွေတော်တော်များများရှိရတယ်ကျွန်တော်တို့ကြားရလိမ့်ရှိပါတယ်ဘဝမှာကျွန်တော်တို့ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေတူညီဖို့ဆိုတာ10%တောင်မှမသေးကြပါဘူးလူငယ်တော်တော်များများဟာကိုယ်နဲ့အဆင်ပြေတာကိုယ်နဲ့အမှတ်မီတာမိဘတွေလှုပ်ခိုင်းတဲ့ဟာတွေကိုဝင်လှုပ်ကြတာများပါတယ်ဥပမာပြောရရင်ဒီတယောက်ကအသက်30ကျော်မှသူပိုင်းတော့ဝါသနာပါတယ်ဆိုတော့သူပြီးတော့ငါပိုင်းတော့လောက်ကမှငါပိုင်းတော့ဖြစ်မှငါပျော်မယ်ဆိုပြီးကျွန်တော်တို့ကလုပ်နေလို့မရပါဘူးခါလီမှာကျွန်တော်တို့ဝါသနာတွေကအလုံးမဖြစ်တော့တဲ့အခါမှာကျွန်တော်တို့လုပ်နေတဲ့အရာတွေကိုကျွန်တော်တို့ဝါသနာဖြစ်အောင်ကျွန်တော်တို့လုပ်ရမှာလူတိုင်းမှာအချိန်24နာရီရင်ပိုင်တာချင်းတူတူငါကဘာကြောင့်သူ့လိုမဖြစ်ရလဲလို့မေးလို့ရှိရင်သင်ဟာသင်လုပ်နေတဲ့အရာကိုသင်ဝါသနာဖြစ်အောင်မပြောင်းလဲနိုင်လို့ပဲလို့ကျွန်တော်ဖြေရပါတယ်လူဆိုတာကိုဝါသနာပါတဲ့အရာတွေပဲလုပ်ချင်ပြီးတော့ကိုဝါသနာပါတဲ့အရာတွေလုပ်နေရတာကိုပဲပြောနေကြတာအားကြောင့်ကိုလုပ်နေတဲ့အရာတွေကိုကိုဝါသနာပါတဲ့အရာတွေလုပ်ရတယ်လို့အားတက်တရောရှိမှကိုဒီလုပ်နေတဲ့နယ်ပယ်တွေမှာကျွန်တော်တို့ကတိုးတက်မှုရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကကိုဝါသနာပါတဲ့အရာတွေကအလုံးမဖြစ်တော့တဲ့အခါမှာကိုလုပ်နေတဲ့အရာတွေကိုကိုဝါသနာဖြစ်အောင်ပြောင်းလဲနိုင်ရပါလိမ့်မယ်